အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဥစ္စာပရမဒါနှုတ်ခွန်းဆက်သလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာဘာလဲဆိုတော့လက်ရှိမီခီယာရီတာရဲ့အာဆနယ်အသင်းဟာအားလုံးလည်းတည်ပြီးသွားပြီဖြစ်တဲ့ဒါ2026အင်္ဂလန်မှတ်ပြီးဖလားရဲ့ချန်ပီယံကိုနှစ်ပေါင်း24နှစ်ကြာမှဒါထပ်တဲ့နဲ့စုခုသွားနိုင်ခဲ့ပြီဖြစ်တယ်အဲ့အတွက်ကြောင့်လည်းလက်ရှိချိန်မှာမီခီယာရီတာနဲ့အာဆနယ်အသင်းသားတွေကဒီနေ့ညမှာအားလုံးလည်းတည်ပြီးသွားပြီဖြစ်လိမ့်မှာပါဒါကျွန်တော်မနေ့ကလည်းဗီဒီယိုတစ်ပုဒ်တင်ပြီးသွားပြီလူကြီးတန်းကျော်2တန်းလောက်ရှိတဲ့လူအင်အားနဲ့ကျွန်တော်လန်ဒန်မြို့ထဲကိုကျွန်တော် Emirates Stadium ရှေ့မှာဒါကြီးကျယ်အောင်ပဲခံမယ်လို့လည်းကျွန်တော်တို့သတင်းရရှိထားပြီဖြစ်တဲ့ဒါမီခီယာရီတာအတွက်ကတော့ဒီလိုမျိုးအရာလုပ်ကိုလုပ်တင်တယ်။ဘာကြောင့်လဲဆိုတော့သူတို့အခုဆိုလို့ရှိရင်ဒါအင်္ဂလန်မှာပြီးဖလားကိုမရခဲ့တာနှစ်ပေါင်း24နှစ်အပါဝင်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Champions League Final ကိုလည်းဥရောပဒါအကောင်းဆုံးသင်းတွေကနှစ်သင်းထဲမှာဒါသတင်းရတေချာပေါက်ဖြစ်ဖို့အတွက်ဒါမိနစ်60ပဲကျန်တော့တဲ့အချိန်လေးမှာလက်ရှိဒါမီခီယာရီတာရဲ့အာဆနယ်အသင်းကဒီ UEFA Champions League Final ပွဲစဉ်မကန်ခင်အချိန်လေးမှာဒါမျိုးကလုံးတဲ့ motivation ဆိုင်ရာအောင်ပွဲခံမှုတခုလို့ကျွန်တော်အနေဖြင့်မြင်မိတယ်။ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်ကဒီရာဒီမှာအာဆနယ်အသင်းကိုအမြဲတမ်းဖလားရစေခြင်းနဲ့ဖလားအမြဲတမ်းပေးစေခြင်းနဲ့တည်းကတဦးတယောက်ဖြစ်တဲ့ကျွန်တော်အာဆနယ်ဖန်မဟုတ်ပါဘူးဒါပုံမှန်လေးပြောပြထားခြင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မီခီယာရီတိုင်းအာဆနယ်အသင်းကိုဖလားရစေခြင်းလဲဆိုတော့ပက်ကွာရီယိုလာရှိနေတော့မို့လို့ကျွန်တော်ကအမှန်တိုင်းပြောရင်ဒါပက်ကွာရီယိုလာဆိုတာအမြဲတမ်းကျွန်တော်ရဲ့ဘဝမှာအမြဲတမ်းနေရာတကာအတူယူရတဲ့ legend နီးပြမျိုးဖြစ်တယ်အဖေလိုရောကျွန်တော်တို့ဆရာလိုရောအမြဲတမ်းသူတို့နဲ့အတူတူပက်ကွာရီယိုလာနဲ့အတူအလုံးမလုံးဖူးပေမဲ့သူ့ရဲ့ lifestyle ကိုအမြဲတမ်းတူယူပြီးနေထိုင်ခဲ့တဲ့သူတဦးဆိုတော့ဒါအစအအရာထက်ထက်မြက်မြက်ရှိတဲ့ပက်ကွာရီယိုလာလိုမျိုးထိတ်တန်းနီးပြရှိနေတော့မှဒါမီခီယာလေးတဲ့အာဆနယ်အသင်းကိုကျွန်တော်ကဖလားရစေခြင်းနဲ့အထက်မှာပါတယ်ဘက်ကွာယူလာရဲ့ဒီမန်ချက်စတာစီးတီးမှာသူ့အနေဖြင့်အင်္ဂလန်ပရီးမီးယားလိမှာစိုးမိုးထားတဲ့အရာတွေကိုဒါဘက်ကွာယူလာရဲ့အရှိန်အဝါတွေကိုဖျက်နိုင်တဲ့တဦးတစ်ယောက်တည်းပြီးလို့ရှိရင်ဘက်ကွာယူလာပုံနိုင်စေခြင်းနဲ့နီးပြတဦးတည်းမှာကျွန်တော်အနေဖြင့်ပါဝင်စေချင်တာလည်းပါတယ်ဘက်မီခီယာရီတာအပေါ်ကျွန်တော်ဘက်ကဒါစိတ်ရင်းမှန်နဲ့ပြောတာအခုဆိုလို့ရှိရင်ဒါဘက်ကွာယူလာရှိနေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကွာယူလာလို့လုံးဝကုန်နီးပြမျိုးကြော်ပြီးတော့ဖလားရသွားတဲ့နီးပြအရေးတက်ကရှားလဲရှားတယ်သူနီးပြခဲ့တဲ့အရေးတက်ကကျွန်တော်တို့ဒီသူစပိန်မှာဘာကာမှာနီးပြတော့ဆိုဂျိုစီမော်ရင်ကသူ့ကိုကြော်ပြီးတော့ကျွန်တော်တို့စပိန်နာလီကဖလားရခဲ့တယ်လို့ကျွန်တော်တို့ဂျာမန်မှာသူ့ကိုကြော်ပြီးတော့လဲကျွန်တော်တို့ဒီအမှတ်ပေးဖလားကိုရရှိခဲ့တဲ့နီးပြမျိုးမရှိခဲ့ဘူးဒါပေမဲ့လက်ရှိချိန်မှာအင်္ဂလန်မှာအခုဘက်ကွာယူလာ10နှစ်နေသွားတယ်အဲ့10နှစ်နေသွားတဲ့အချိန်မှာကျွန်တော်အနေဖြင့်ဒီပက်ကွာယူလာကိုနိုင်ဘူးတဲ့အထက်မှာတပည့်ဖြစ်သူမီခီယာရီတာပါဝင်စေခြင်းတဲ့အချက်ကဒါကျွန်တော်အများအားဖြစ်စေခြင်းတဲ့အရာဗျာ။ဘာကြောင့်လဲဆိုတော့ဒီတကယ်တော့မီခီယာရီရဲ့အာဆနယ်အသင်းကလွန်ခဲ့တဲ့နှစ်တွေကဒီအမှတ်ပေးဖလားနဲ့အများအားထိုက်တန်တဲ့အသင်းတွေမှာပါတယ်။အဲ့အတွက်ကြောင့်လဲတစ်နှစ်မဟုတ်တစ်နှစ်ကတော့ကျွန်တော်ရဲပြောရတယ်။မနှစ်ကလေးကကျွန်တော်မီခီယာရီတာအသင်းအာဆနယ်အသင်းဖလားရမယ်လို့ပြောခဲ့ပေမဲ့မထင်မှပဲလပါဦးကရသွားတဲ့အချိန်မှာဒါနစ်နာခဲ့တာပေါ့။အဲ့အချိန်မှာကျွန်တော်ကလက်ရှိဒီနှစ်ကတော့လပါဦးနဲ့ဒီလပါဦးတိုင်ပတ်သွားတဲ့အချိန်မှာမီခီယာရီတာရဲ့အာဆနယ်အသင်းကောင်းတယ်မန်ချက်စတာစီးတီးယာဒီဆက်အောင်ကဒုက္ခရောက်တယ်မန်ချက်စတာယူနိုက်တက်ကနီးပြပြောင်းလဲနေတာမှာတိုင်ပတ်ခဲ့တယ်ဆိုတဲ့လျှက်ဒီယာဒီမှာကျွန်တော်တို့ဘက်ကွာရီယိုလာထွက်တော့မဲ့နောက်ဆုံးရာသီမှာကျွန်တော်အနေဖြင့်မီခီယာရီတာကိုဖလားရဖို့အတွက်နီးမျိုးစုံတွေဖြစ်ကျွန်တော်တို့ supporting ပေးခဲ့တယ်ထောက်ခံပေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့အခုဆိုလို့ရှိရင်ဘက်ကွာရီယိုလာဟိုကြော်ပြီးတော့ league တစ်ခုထဲမှာဒါကြော်ပြီးတော့ဖလားရတဲ့နီးပြတွေလက်ချိုးရည်လို့ရတယ်။ကျွန်တော်ဂျိုစီမော်ရီကိုရှိမယ်ဂျာချန်ကလော့ရှိမယ်အာနီးစလော့ရှိမယ်အခုမီခီယာရီတာသူ့တပည့်အရင်ဖြစ်တဲ့ဒါအာတီတာလိုနီးပြမျိုးသူ့ကိုကြော်ပြီးဖလားရသွားတာကိုကျွန်တော်အနေဖြင့်မီခီယာရီတာကိုအရင်ချင်းရှိတဲ့နီးပြလို့ပဲသတ်မှတ်ပေးချင်တာလည်းပါတယ်။အဲကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုတော့တကယ်တော့အာဆနယ်ကတကယ်လို့ပက်ကွာရီလာဒီယာဒီမှာမန်ချက်စတာစီးတီးနဲ့တူဖလားရပြီးထွက်သွားပြီဆိုလို့ရှိရင်နောက်ရာသီကျလို့ရှိရင်မီခီယာရီတာအသင်းအာဆနယ်အသင်းဖလားရသွားရဆိုလို့ရှိရင်ကျွန်တော်တခြားအသင်းတွေကမင်းတို့အာဆနယ်အသင်းနဲ့မီခီယာရီတာပက်ကွာရီလာမရှိလို့ဖလားရတာပါကွာဆိုတဲ့ခံစားချက်မျိုးကျွန်တော်ကအဲ့မျိုးမဖြစ်စေချင်ဘူး။ဒါကကျွန်တော်ရဲ့ဒါ personality အမြင်ရပါဘာကြောင့်လဲဆိုတော့ရှင်းနှစ်တည်မှာတည်းကမီခီယာရီတာရဲ့အာဆနယ်အသင်းကဒုတိယနေရာကို၄နှစ်စတိုက်ရယူထားတဲ့နီးပြမျိုးဗျာဖလားရမယ်ပြီးလို့ရှိရင်လက်ရှိအာဆနယ်မှာကန်ရဲ့ထိပ်တန်းပလေယာတွေကဥရောပအကောင်းဆုံးတွေကကစားသမားတအုပ်တွေလည်းဖြစ်တယ်။ဘာကြောင့်ဒီကစားသမားတွေနဲ့အတူအာဆနယ်အသင်းဖလားမရနိုင်ရမှာလဲဆိုတဲ့အရာကျွန်တော်တို့ကလက်မခံချင်တာဗျာကျွန်တော်မြင်ပြောပါတယ်ဒီအာဆနယ်မှာရှိနေတဲ့ကစားသမားတွေကိုကျွန်တော်တို့မန်ချက်စတာစီးတီးအပါဝင်မန်ယူတို့လဗာဟူးတို့ကြော်ပြီးဖလားရစေချင်တာကျွန်တော်ကဒီအဲ့အသင်းတွေကိုမုံလို့မဟုတ်လက်ရှိအာဆနယ်မှာကစားနေတဲ့ထိပ်တန်းပလေယာတွေကဒီအင်္ဂလန်မှတ်ပြီးဖလားနဲ့အပါဝင်လုံးဝ major trophy
ကျွန်တော်အာဆင်နယ်မရဘူးတဲ့ချန်ပီယံလိဖလားကိုထိုက်တန်တဲ့ကစားသမားကြီးဖြစ်နေလို့ကျွန်တော်အာဆင်နယ်အသင်းကိုရစေချင်တာဒါတကယ်လဲမီကယ်ဒီတာအရန်တော်တဲ့နီးပြတွေမှာပါတယ်သူဒီမှာဒါအတွေ့အကြုံနဲ့ပြီးကြောက်တဲ့စိတ်တစ်ခုကြောင်းမို့လို့ဒီလိုမျိုးဒီတက်ဆော်ပြီးဖလားမရခဲ့တာပဲတစ်ခုရှိရယ်ဒါကလည်းအသင်းပုတ်ဖွဲ့တွေကမီကယ်ဒီတာပေါ်ပြီးွားယုံကြည်ပြီးစိတ်ချလက်ချထားလို့လည်းလက်ရှိချိန်မှာဒီလိုအသင်းဖွင့်ကိုခံစားခဲ့ရလဲပါတယ်ကျွန်တော်မြင်ပြောသလိုပဲလက်ရှိဒီအာဆင်နယ်မှာကစားနေတဲ့ကစားသမားတွေကတကယ်ပဲဥရောပထိပ်တန်းပလေယာဖြစ်ပြီးတော့စူဖလားတွေအပါအဝင်လက်ရှိဒါတကန်ရိုက်ဆိုရင်ဘောလုံးတီယိုထဲမှာလုံးဝထိုက်တန်တဲ့တအူးဖြစ်တယ်ဗျာအခု PFA ထဲမှာပါခဲ့တယ်ဒါပေမဲ့ကျွန်တော်PFA မဲပွေးပဲမှာလဲကျွန်တော်ဒီ PFA အကောင့်လို့စုကဘာကြောင့်ရလဲဆိုတာကျွန်တော်ရှင်းပြခဲ့ပြီးပြီကျွန်တော် Bruno Fernandes ရတယ်ဘာကြောင့်ဒီလိုရလဲဆိုတာဒါမဲပေးဆုံးဖြတ်ချက်နဲ့ဆိုင်တယ်အာဆင်နယ်မှာ3ယောက်ပါတယ် Manchester United မှာ1ယောက်ပါတယ်အဲ့3ယောက်1ယောက်ရှင်ပြီးမဲလူရတဲ့အတွက်ကြောင့်မလို့ Bruno Fernandes ရတယ်လို့လည်းကျွန်တော်ပြောပြခဲ့ပြီးပြီအဲ့အတွက်ကြောင့်လက်ရှိဒါ Declan Rice ဒါလုံးဝချွင်းချက်မရှိဥရောပရဲ့အကောင်းဆုံး defender တွေကအကောင်းဆုံးကွင်းလယ်တွေကတအူးဖြစ်တယ်ဗျာကျွန်တော်ဒါရဲပြောခဲ့တယ်အဲ့အတွက်ကြောင့်ကျွန်တော်ခုနအာဆင်နယ်ကိုဘာကြောင့်ဖလားရစေခြင်းလဲဆိုရင်ဒီကစားသမားတွေကလုံးဝကျွန်တော်ဘောလုံးကိုချစ်တဲ့နေရာမှာပါတယ်လုံးဝဒီကစားသမားတွေကမေဂျာထရိုဖီတစ်လုံးနဲ့ရောထိုက်တန်တယ်လို့အဲ့အတွက်ကြောင့်မလို့ကျွန်တော်အာဆင်နယ်ကိုဖလားရစေခြင်းတာဆိုပြီးမန်နီဘလောက်ကောင်းလဲကျွန်တော်တကန်မိုက်ဘလောက်ထိတက်လို့ကောင်းကောင်းလဲသူအနေဖြင့်ကွင်းလုံးမြင့်လှုပ်ရှားနိုင်လဲပြီးလို့ရှိရင်ဝီလီယံဆလီဗာဂါဘီယယ်မကာဟေးဘူကာအိုဆာကာဒီကစားသမားတွေဘလောက်ထိကောင်းလဲဆိုတာကျွန်တော်တို့အများကြီးသိတယ် LSG ဒီဟာဒီတော်တော်သူ့အနေဖြင့်သူ့ရဲ့တွင်းကိုတွေကဘလောက်ထိအာဆင်နယ်တင်ဖလားရဖို့အတွက်ဒီထောက်ကူပြုခဲ့လဲဆိုတာကျွန်တော်စပါးနဲ့နှစ်ကြော်လုံးကစားအကြည့်ကျွန်တော်မျက်လုံးထဲမှာသူ့ရဲ့တွင်းကိုတွေအများကြီးလုံးဝဖယ်ထုတ်လို့မရတဲ့အထက်မှာပါတယ်ဗျာ process ဆိုလို့ရှိရင်ဒါသူ့ရဲ့ personality မိသားစုကိစ္စတွေဘလောက်ပဲဒုက္ခရောက်နေသည်ကွင်းလိုက်ကြောင်သူ့ရဲ့ဒီမိသားစုကိစ္စတွေနဲ့ဘာမှမဆိုင်တယ်လို့ပဲသူကစားပြသွားခဲ့တယ်လမ်းပြန်နေအောင်ဒီရသည်မှာဒါအင်္ဂလန်သားတွေမှာဆိုဒီလိုမျိုးကြိုက်တာမတွေ့ရအောင်ဒါအင်္ဂလန်သားတွေမှာ family type ပြဿနာဖြစ်ပြီးဆိုရင်ကွင်းထဲမှာအထိကိုသူတို့တွေရိုက်ခတ်တာတွေ့ရဒါပေမဲ့ process ကလုံးဝမီခီယာလီတာရဲ့အားကိုးရတဲ့မှာတူရီတော့ကစားသမားတူလည်းပါတယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီကစားသမားတွေကလုံးဝအကောင်းဆုံးကစားသမားဒီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမီခီယာလီတာရဲ့အာဆင်နယ်အသင်းကိုဖလားရစေခြင်းနဲ့တကယ်ဖလားရရင်တော့မှကျွန်တော်နောက်ရသည်မှာမဟုတ်ဒီပတ်ကွာရီလာရှိနေတော့အချိန်ဒီကာလာတစ်ခုမှာပဲကျွန်တော်ရစေခြင်းတာတပည့်ဖြစ်သူကဆရာဖြစ်သူကိုကြော်ပြီးဖလားရတာမျိုးခံစားချက်ကြဘယ်လောက်ထိဒါအာဆင်နယ်ပိတ်သက်တွေအတွက်ကောင်းနိုင်မလဲအဲ့ဒါမျိုးပြောဒါပေမဲ့လက်ရှိဒါကျွန်တော်ခေါင်းစဉ်မှာပြောခဲ့တယ်လို့မျိုးအာတီတာနဲ့အာဆင်နယ်အသင်းကဒီထက်ပိုပြီးတော့ဖလားပိုရခဲ့တဲ့နာတော့ဒါညီကိုတို့အားလုံးလက်ခံလာတော့မသိဘူးကျွန်တော်တို့ Manchester City တမိုင်းတစ်လျှောက် travel winner ဖြစ်တယ်လို့မျိုးကျွန်တော်တို့ဒီချန်ပီယံလိဖလားရတယ်အင်္ဂလန်မှာဘေးဖလားရတယ်ဒီပြည်တွင်းမေဂျာထရိုဖြစ်တဲ့ FA ဖလားရတယ်အဲ့လိုသုံးလုံးရတယ်လို့မျိုးအာတီတာရခဲ့တဲ့နာဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူတို့နေဖြစ်အရန်ရလူစင်းတွေတောက်တင်းမှုကအားနေခဲ့တဲ့အရာတွေပါဝင်ဖီအားတွေနဲ့ကန်ခဲ့ရတဲ့ကြောင့်မလို့စောက်သက်တော့2 goal နဲ့ဒါကွာတာဖိုင်နယ်မှာပြုတ်ခဲ့တယ်အချုပ်အားကြည့်လို့ရှိရင်ဒါမီခီယာလီတာရဲ့အာဆင်နယ်အသင်းတော်တော်ကောင်းတဲ့ယာတီတစ်ခုကိုပိုင်ဆိုင်ပြီးတော့ဒါအခုလိုမျိုးဇက်သိမ်းသွားတာအခုအမှတ်ပေးဖလားနဲ့လူဇက်သိမ်းသွားပြီးချန်ပီယံလိရမယ်ဆိုရင်တော့လုံးဝဒါအာဆင်နယ်ပေးတဲ့တော်တော်ပါဖက်ပဲဒါသူတို့ဒီဘောလုံးတင်းတီထောင်တဲ့နှစ်ကစားလို့လက်ရှိချိန်ဒီမရတဲ့ဖလားကိုရခဲ့တာဗျာဒါမီခီယာလီတာခုနေလို့နိုင်ပိုင်းပြီးထွက်သွားပြီဆိုလဲရအေးဆေးဖြစ်သွားပြီသူတို့နေဖြစ်ဒါသူတို့ကိုယ်တိုင်စိုက်ပျိုးထားတဲ့အသီးနှံတစ်ခုကိုသူတို့ကိုယ်တိုင်ရေးသိမ်းပြီးစားသုံးပြီးတော့ဒါအနိုင်ပိုင်းသွားနောက်ကဒီသူတို့ဘာသူဘလို့ပဲဖြစ်ချင်တာဖြစ်ဒါကျွန်တော်ကြိုပြီးခံမှန်းမဲ့မနော်နောက်ရသည်မှာလည်းမီခီယာလီတာရဲ့အာဆင်နယ်အသင်းသူတို့ဒီဖလားကိုထပ်ရအောင်မှာကျွန်တော်ကြိုပြောရဲတယ်လက်ရှိအာဆင်နယ် square ရဲ့လက်ရှိအာဆင်နယ် experience ရဲ့လက်ရှိအာဆင်နယ်ရဲ့ကစားသမားတွေရဲ့ mentality ဘိုင်းရဲ့အကုန်လုံးပါဖက်ဖြစ်နေပြီးပြည့်စုံနေဒီကမားကြီးဘာကြောင့်လဲဆိုတော့ဖလားယူပြီးသွားပြီဒီဟာဒီမှာလုံးဝအာဆင်နယ်အတွက်အောင်မြင်တဲ့အရာတစ်ခုလို့ဘာကြောင့်ကျွန်တော်ပြောလဲဆိုရင်ကျွန်တော် FA ဖလားမှာ quarter final ထိရောက်တယ်ခါရာဘောင်း final ထိရောက်ခဲ့တယ် Manchester City လို့တင်မျိုးကြောင့်ပြုတ်ခဲ့တယ်ဒီအင်္ဂလန်မှပေးဖလားရတယ် Champions League final မှာရောက်ခဲ့တယ်ဒါတွေကအာဆင်နယ်အတွက်ကလုံးဝအရင်နှစ်တွေတဲ့အညူးတွေနဲ့ဒါအောင်မြင်တဲ့ရာသီတစ်ခုလို့ကျွန်တော်အနေဖြင့်ပြောရဲတယ်နောက်ရာသီမှာလည်းမီခီယာလီတာနဲ့အာဆင်နယ်အသင်းတို့တေချာပေါက်မေဂျာထူဖလားရအောင်မယ်ဘာပဲဖြစ်ဖြစ်လက်ရှိချိန်မှာပက်ကွာရီလာမျိုးနီးပြမျိုးကိုကြော်ပြီးတော့ဒါမီခီယာလီတာဖလားရခဲ့တာဟာမီခီယာလီတာအတွက်ကသူ့ရဲ့နီးပြမန်နေဂျာဘဝ profile လဲတောက်တင်းပြီးတော့လှသွားပြီးတော့သူ့အနေဖြင့်ဒါသမိုင်းဝင်မှတ်တမ်းတစ်ခုရလဲဒါတော်တော်ကောင်းသွားပြီဆိုတဲ့အကြောင်းကိုကျွန်တော်ဒီအားဒီမှာမီခီယာလီတာနဲ့အာဆင်နယ်တင်းကစားသမားတွေဘယ်လောက်ထိကောင်းကြလဲဘယ်လောက်ထိဒီချန်ပီယံလိဖလားစူပလာဟိုင်းနဲ့ထိုက်နိုင်ခဲ့လဲဆိုတာကျွန်တော်appreciate လုပ်ပေးတဲ့ဗီဒီယိုတစ်ခုဖြစ်တယ်ကျွန်တော်ရဲ့ဒီလိုမျိုးဗီဒီယိုလေးကိုနားဆင်ပေးကြကြည့်ရှုပေးကြတဲ့ဒီကိုလည်းတကယ်အထူးပင်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးလို့မြစ်လိုက်ရက်ခံပြစီပြအားလုံးကိုကျေးဇူးတင်ပါတယ်